ကိုနှုံးပြီးတော့ Facebook YouTube တက်တော့မှာ million view တွေရနေတဲ့ AM video တွေကိုဘယ်လိုဖန်တီးရမလဲဆိုတာကိုကျွန်တော်ဒီဗီဒီယိုမှာမျှဝေပေးသွားမှာဖြစ်ပါတယ်ဗီဒီယိုလေးမစခင်မှာကျွန်တော်ရဲ့ YouTube channel ကို subscribe မလုပ်ပါသေးရင် subscribe လုပ်ပေးပြီးနောက်တဲ့ဗီဒီယိုတွေကိုလည်းစောင့်ကြည့်တွေ့ရပါတယ် Chrome browser ကိုသုံးပြီးလောက်မှာဖြစ်ပါတယ် Chrome browser တွေကိုဝင်ပြီးတော့ Pro in ရှားမှာဖြစ်ပါတယ် Pro ရှားဖို့အတွက်ကတော့ DSCMEF လို့ပြင်ရချလိုက်ပါဒီဆိုရင်ကျွန်တော် website တွေကိုကျွန်တော်တစ်ချက်ဝင်ပေးလိုက်ပါ website တွေရောက်တော့ပြီဆိုရင်တော့ပုံနည်းနည်းဆွတင်ကြည့်လိုက်ပါပြီးရင်ပြထားတာလေးကိုတစ်ချက်ဝင်လိုက်ပါဒီလိုလေးဖြစ်သွားပြီဆိုရင်တော့နည်းနည်းဆွတင်ရအောင်မှာဖြစ်ပါတယ်ဒီထဲမှာ Pro နှစ်ခုရှိပါတယ်ကိုကြိုက်တဲ့ Pro ကိုယူလို့ရပါတယ်ကျွန်တော်ကတော့တစ်ခုပဲယူပြီးတော့လောက်ပြတော့မှာဖြစ်ပါတယ်ပုံနည်းနည်းဆွတင်ကြည့်လိုက်ပါဒီတွေ့ပါပြီ Pro စာပိုက်နှစ်ပိုက်ရှိပါတယ်အဲမှာကျွန်တော်ကိုကြိုက်တဲ့ဟာကိုရွေးဖို့နော်ကျွန်တော်ကတော့အောက်ဆုံးကတစ်ခုပဲကျွန်တော်ဒီလောက်ပြမှာဖြစ်ပါတယ်ကိုတလဲမဲ့ပြီးအကုန်လုံးကိုကိုပြီးလိုက်ပါပြီးရင်အပေါ်ဆုံးမှာရှိတဲ့အပေါင်းလေးကိုတစ်ချက်ပြန်နှိုက်လိုက်ပါဒီ search bar မှာပါရှားမလို့ပုံထောက်ရမယ့်အရာကိုရှားမှာဖြစ်ပါတယ်ပုံထောက်မဲ့ website က PICLU-MVI AI လို့ရေးလိုက်ပါပြီးရင် website ကိုတစ်ချက်ဝင်ပေးလိုက်ပါ website ရောက်တော့ဆိုတော့ generate for free ကိုတစ်ချက်နဲ့ပေးလိုက်ပါဒီလိုလေးရလာပြီဆိုရင်ကျွန်တော်ဆက်ရွေးရမှာဖြစ်ပါတယ်ကိုကဘေး social media မှာတင်ပါလေအဲဒါဆက်ရွေးပါကျွန်တော်ကတော့ချက်တော့မှတင်ပါဖြစ်တဲ့ကြောင့်ဖူးရွေးလိုက်ပါတယ်ပြီးရင် search bar မှာဒီက copy ခဲ့တဲ့ pro တွေကိုအကုန်လုံးကိုဆက်ချလိုက်ပါပြီးရင်ဆန်ကိုတစ်ချက်နဲ့ပေးလိုက်ပါဒါဆိုတော့ကျွန်တော်ကပုံထောက်ပေးနေပြီပါတယ်ခဏဆောင်းပေးလိုက်ပါဒါဆိုတော့ကျွန်တော်ပုံရပါပြီပုံရရပြီကျွန်တော်ဒေါင်းရမှာဖြစ်ပါတယ်ပုံဒေါင်းဖို့တွေကတော့ကိုလောက်ထားတဲ့ပုံကိုတစ်ချက်နှိုက်လိုက်ပါအဲဒီဆိုတော့ဒီပုံကိုတစ်ချက်ဖိချလိုက်ပါဒီဆိုရင်ဒေါင်းလာအမေကိုတစ်ချက်နှိုက်လိုက်တယ်ဒါဆိုတော့ဒေါင်းပြီဖြစ်ပါတယ်ဒီရင်ပုံဆုံးမှာရှိတဲ့အပေါင်းကိုတစ်ချက်နှိုက်လိုက်ပါဒီရင်သက်ပေါ်မှာ IFVRSTAI လို့ရေးရချလိုက်ပါပြီးရင် website ကိုတစ်ချက်ဝင်ပေးလိုက်ပါနောက်ဆုံးပေးလိုက်ပါဒါဆိုတော့ခုနကဒေါင်းခဲ့ပုံကိုထည့်ရမှာဖြစ်ပါတယ်ပုံထည့်လိုက်ပါကျွန်တော်တို့ခုနကဒေါင်းခဲ့ပုံကိုထည့်လိုက်ပါမယ်ပြီးလို့ရှိရင်ဒီမှာစာရေးရပါတယ်စာရေးရမှာခုနက copy ခဲ့တဲ့ပုံလုံးကိုပြန်ရေးလိုက်ပါcopy ပြရဖြစ်တဲ့ပါချလိုက်ရပါပြီပြီးလို့ရှိရင် create ကိုကျွန်တော်ဆက်နေပေးလိုက်ပါဒါဆိုတော့ဒီဗီဒီယို continue ရှိပါတယ်ခဏလေးဆောင်းပေးလိုက်ပါဒီရာဆိုတော့ရပါပြီဒီလိုတော့ရတော့ရှိပါတယ်လိုက်ကြည့်လိုက်ပါကိုလောက်တဲ့ဗီဒီယိုဘယ်လိုလေးဆိုတာပေါ့နော်ဗီဒီယိုက continue ပါပြီဘုံကိုဗီဒီယိုလိုချင်ဆိုရင်တော့ဒေါင်းလောင်းကိုတစ်ချက်နဲ့ပေးလိုက်ပါဒါဆိုတော့ရပါပြီ